ရားကိုကြည်ညိုတဲ့စိတ်တရားကိုကြည်ညိုတဲ့စိတ်သံဃာကိုကြည်ညိုတဲ့စိတ်နဲ့ဟောကြနာကြရအောင်ဘုရားကိုကြည်ညိုတဲ့စိတ်ဆိုတာများသောအားဖြင့်ကိုဘုရားကြည်ညိုတယ်ဘယ်လိုကြည်ညိုတာလဲလို့ပြန်ပြန်စဉ်းစားတော့ဦးဇင်းတို့ကြည်ညိုတဲ့အကြည်ညိုကဘုရားဆိုတာလူနာပြမတတ္တဝါတွေဥခိုင်ဘုံကိုကြီးမှလိုက်တာဘုံတော်အနန္တကံတော်အနန္တဉာဏ်တော်အနန္တကြီးမှလိုက်တာလူရောပြောတဲ့ဘုံကြီးပြည့်စုံလိုက်တာအဲ့ဒါကိုကြည်ညိုတာတဲ့တာမန်လူတွေပြုနိုင်ခဲ့တဲ့တာမန်လူတွေပြုနိုင်ခဲ့တဲ့ပါရမီဖြည့်တာကိုဖြည့်ခဲ့တာကိုကြည်ညိုတာဖြည့်ခဲ့တာကိုကြည်ညိုတာတခုချင်းတစ်ခုချင်းစဉ်းစားကြည့်တော့ဒါနပါရမီသီလပါရမီနိက္ခမပါရမီပညာပါရမီဝရိယပါရမီခန္ဒီပါရမီသစ္စာပါရမီမေတ္တာပါရမီအဋ္ဌံပါရမီဥပေက္ခပါရမီလို့ပါရမီ10ပါးမှာဒါနပါရမီတစ်ခုလေးပဲစဉ်းစားကြည့်ကိုရှိတဲ့ပစ္စည်းအကုန်ပေးမယ်ဆိုတဲ့စိတ်တော်ရုံမမွေးနိုင်ဟုတ်လားကိုမှရှိတဲ့ပစ္စည်းကိုမှရှိတဲ့ပစ္စည်းဥစ္စာအကုန်ပေးမယ်ဆိုတဲ့စိတ်မမွေးနိုင်တို့ဘုရားရှင်ကိုယ်တော်မြတ်ကြီးအလောင်းတော်ပါရမီဖြည့်စေတော့ကဘာလေးတော့ခြံထားမယ်ဆိုတာမရှိဘူးအဲ့လိုလူမျိုးမလွယ်ဘူးနော်သီလပါရမီနဲ့ပတ်သက်ပြီးတော့ဒါနကသူများကိုကူညီမယ်ဆိုတဲ့စိတ်ပစ္စည်းဥစ္စာရောသာသမီတွေရောအသက်ရောမျက်လုံးခန္ဓာကိုယ်အစိတ်ပိုင်းတွေရောအကုန်ကူညီမယ်ဆိုတဲ့စိတ်သီလပါရမီကြတော့ဘသူကိုမှမနှောက်ယှက်မဖြစ်စည်းစောင့်ရှောက်တယ်အခုဒီလူတွေပဲကြည့်ဟောသူနာသူတွေပဲကြည့်ငယ်ကလေးကသူများကိုပြည့်စည်အောင်တော့တခါတလေတော့လောက်ခဲ့မိမှာပဲပြောခဲ့မိမှာပဲကာယကံမလုံးမိဝစီကံမပြောမိတော့မှစိတ်ထဲကသူများမကြည်မတတ်နဲ့ပြည့်စည်ပါစီလို့တဲ့စိတ်တော့ရှိမှာပဲတို့ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့အလောင်းတော်ပါရမီဖြည့်လာတာအဲ့လိုစိတ်ကိုတခါမှမပေါ်ဘူးကအဲ့ဒါပါရမီဘုရားပွင့်ဖို့ဆိုတာလွယ်ရသလားကြည်ညိုတာအဲ့ဒါပဲဒါနပါရမီတွေဖြည့်နေတဲ့သီလပါရမီတွေဖြည့်သူများကိုစောင့်ရှောက်တာသူများကိုကူညီတဲ့ဒါနသူများကိုစောင့်ရှောက်တယ်သူများအန္တရာယ်မကြရအောင်ဘေးဥပဒ်အန္တရာယ်မကြုံအောင်စောင့်ရှောက်တာအိုးသီလပါရမီဖြည့်စင်တော့ကများကြည်စမ်းကိုယ့်အတွက်ကိုခေါင်းထဲမရှိဘူးပါရမီကိုလွယ်လွယ်ပြောရင်ကိုယ့်အတွက်ကိုခေါင်းထဲမထည့်ဘူးသူများအတွက်ကြီးပဲအဲ့ဒီစိတ်ဓာတ်မျိုးကမလွယ်ဘူးနော်ဟိုတနေ့ကဩစတြေးလျမှာကောဆာဘာမှာဟောပြီးတော့အမှသူပြောကြည့်တာပေါ့ဗျာကောဆာဘာတစ်မျိုးလုံးကောဆာမှာဗုဒ္ဓဘာသာရှိကြပါတယ်မြန်မာဗုဒ္ဓဘာသာအနေနဲ့နှစ်အိမ်ပဲရှိတယ်နောက်မြန်မာတယောက်ကျတော့တခြားဘာသာကြောင့်အဲ့ဒီကောဆာဘာတစ်မျိုးလုံးမှာဖျားဖြစ်အောင်ကြင့်မဲ့လူလို့စိတ်ထဲမှာဖျားဖြစ်အောင်ကြင့်မဲ့ဆိုတဲ့ကြင့်နေတဲ့သူဘယ်နှယောက်လောက်ရှိဘယ်နှယောက်လောက်ရှိမှထင်တရားမှရှိတယ်ကိုယ်စားဘာတစ်မျိုးတည်းမဟုတ်ဘူးကဲစစ်တနီဆိုလူတွေအများကြီးပဲအဲ့ဒီစစ်တနီမျိုးကဲဖျားဖြစ်အောင်ကြင့်နေမဲ့လူဘယ်နှယောက်လောက်ရှိမှထင်ဝေးပါတယ်အဲ့ဒီရောက်ဝေးပါတယ်ဒီ river side မှာဖျားဖြစ်အောင်ကြင့်နေလူတွေရှိလားဟမ်အဲ့ဖြစ်အောင်ကြင့်မဲ့လူရှိလားကြိုးစားမယ်မဲပါရမီဖြည့်ဖို့ဆိုတာလွယ်တာမဟုတ်ဘူးနော်အမလီအပေါ်ယံဂုံတရင်မဲ့တဲ့သူတွေဂုံကြီးတာမဲ့တဲ့သူတွေတော့ဖျားဖြစ်တာဇိမ်မဲဟိလို့ထင်ကြမှာဖျားဖြစ်တာဇိမ်မဲဟိလို့ဖျားဖြစ်တဲ့တဘဝဟာနော်ဖျားဖြစ်တာ45နှစ်45ဝါပဲဖြည့်ခဲ့ရတဲ့ပါရမီတွေနဲ့ရှင်ကြည့်အောင်ကလေးပြောပြရင်မတန်ပါဘူးဟုတ်လားလေးသိမ့်ချင်းတဲ့ကဘာတသိအနစ်နာခံခဲ့ရတာသူများကိုကူညီခဲ့ရတာကိုယ့်အတွက်တစ်ခုကမှမပါသူများကိုစောင့်ရှောက်လိုက်ရတာကိုယ်အနစ်နာခံကိုယ့်အတွက်တစ်ခုမှမပါအဲ့ဒီပါရမီစိတ်မျိုးဆိုတာဘယ်လောက်ကြီးနေဖို့ကောင်းလို့ဒီမဲ့အဲ့ဒီတစ်မျိုးလုံးဖျားဖြစ်အောင်ကြည့်နေတယ်လို့ဘယ်နှယောက်လောက်ရှိစောစောတော့ပြောသေးတယ်ကားပေါ်မှာဟောလိဝုဒ်လိုက်ပို့ခြင်းလို့လေဟောလိဝုဒ်ဆိုတာဘာကြီးတော့ကျူးရှင်ရိုက်တဲ့ဟာကြီးလားဟုတ်လားအဲ့လိုလားအဲ့ဒီဟောလိဝုဒ်ထဲမှာဖျားဖြစ်ခြင်းတယ်လို့ဘယ်နှယောက်လောက်ပါကစီနိုဆိုတာရောဖျားဖြစ်ခြင်းလို့ဘယ်နှယောက်လောက်ပါတယောက်မှမပါဘူးဒီလိုတရားဒီလိုရိပ်တာဒီလိုတရားစကားဒီလိုသူတော်ကောင်းတွေအဲ့လိုပြောမှာနော်ဒီလိုသူတော်ကောင်းတွေထဲမှာရောဖျားဖြစ်ခြင်းတဲ့လူဘယ်နှယောက်ပါဖျားကိုတို့အဲ့လိုကြည်ညိုတာလူသားမန်တွေဖြစ်နိုင်ခဲ့တဲ့ပါရမီ
Dana Barami, Dana Uba Barami, Dana Pramata Barami, Dila Barami, Dila Uba Pramata, Dila Uba Barami, Dila Pramata Barami. Mimia like the Biomini. Piapifu Piapifu. The Shivali, Polo Dolon, Emling up Piapi on Jimmy Ribari note. Do Piapi in the Parami Pitchin are there. Barami Pigeon as stated, Payapi, Yame Koli Umeni. I don't mean of Payama people. Payama people. Dana Barami, Tumiaku Nigo, Dila Barami, Tumiago, Sanshaku, Nikama Barami, Tumiago Kunide, Tumiago Sanshak de Bokuha. Tumiago let Lura be Kuni Bibi, Luri de Mission people. Dunia will sunshine be so, but do a dread lady at a monster, go to a good lady. Nikama Barami Sara, Dunia Dramabu go to it. Hona. But a matter of Dunia, Nikama Barami Sara, go to it. Nikama Sara Jabudeno, Nikama Baram. Dunia de la Godra. Go 6 Makana Nikama. Go Sigma Abu B Makana Nikama, Go Sigma Senior Station Makanina Nikama. The Lunale on Yorabo Nikama Barami Suravarene, Goma Sig and Ye Abu Makanina Nikama. Nikama never the Bidos Arema Sovari. Labels are Nikama. Abu Asho now, Pavine, King. Mida Gruna Mudida Ubeka, Jamazodia, Diva Chinida, Nikama Pian Chini. Hola. Other than Nikamavi. Shimbu Yahankanade, Nikamavi. Daughter the Mu, a John Pew Bido, Chena Leve, Nikama. Nikama David Miagiva. The break that in Nale, you know, Bio, you know. Go say them Abu Makana, Asho Makana, and Ye Makana, 6 Makana Divane. Nikama. Say Jena. Oh, they do the Nikama Barmi Data Shila. Say Makanya Wood, Nikama Barmi Data Shila. Eh, Piercing Guramiadi daughter Bombia, Nikamas or daughter Nabo. Piercing Guramiadi daughter day, that is the meeting. Oh, Chida. They did a man number one. Daughter Bongi. Sanimia and in a Mibia Bane, Yadoriashi. Not only moving at a Yahula Lishide. Oh, daughter Kani Jaji did not be the Dalichi did it. Dale Bie, Sanimiane, P, a Pele Bie, a Megatano. Just we don't to be alone, P, be the daughter that are Nikama Barmi. Nikama look at it. And Nikama daughter Buntamu. And would under a many daughter Bunjaroli. Canale Bare, Zalile Bare, Madile Bare. Midazu Duzulong daughter that Dorevu. The shooting like a daughter de Suda, the Teo Retro de Lu Almini. The Yotre Toyle Yade, Midazu like Toyle, Yadi. The Teo Retro than a Midazu like Toda Viago. But Happy Maro Midazu like daughter that Chonda. Chonda and Baline. A yeji dala, Ludi out her double a yeji dala, Midazu like double a yeji dala. Go say Tema, Kidida Abua, low on Josavo yeji. Oh, the Hadija Azia Gomeda. Dainty the Kulong, many of Mibiadi or Passion Gromaji long no Shimini, Mibiadi or Mumma Dina Badidi, W long Twada. Didn't know you a go no chop cut younger, do one shiro. Tumuloma see the Duri Goluma with a Dore, Tadora. Era Dotoda. Kettle David. The yellow out of the cat, the penny, build an Asiacom. The penny, the year in the car. The out of the Teotene, Miani, Behagong, and Miani, and the Teoteni line. The penny out of the Miani, out of the Behagong. Teote and the Atoi Limovialva.
လူတယောက်တည်းကအရေးမကြီးဘူးလူအများကြီးကအရေးမကြီးဘူးတိုးတဲ့ဝင်တာအရေးမကြီးဘူးမြို့ထဲမှာနေတာအရေးမကြီးဘာလို့တော့ဆိုတခါတလေဘုရားရှင်ကိုတော်မြတ်ကြီးအလောင်းတော်ကနေခုနှစ်ဆောင်တိုက်ခန်းလို့ပြောတာခုနှစ်ထပ်ဘုံစဉ်ခုနှစ်ထပ်အပေါ်ဆုံးထပ်မှာတဲ့ပြီးတော့တရားအထုတ်တာအဲ့ဒါလေးတော်ထွက်တာပဲရှင်မြင်းအလုပ်တွေအကုန်ထားပြီးတော့ခုနှစ်ဆောင်တိုက်ခန်းအပေါ်ထပ်မှာတက်ပြီးတော့ဘာလုပ်တာလဲတရားအထုတ်အဲ့ဒါလည်းတော်ထွက်တာပဲဟိုကိုငုံပြောမယ်ကိုဘုရားကန်းထဲမှာကိုအေးအေးဆေးဆေးဘုရားရှိခိုးနေတာလေတော်ထွက်တာပဲတော်ထွက်တဲ့ဆိုတာရဲ့အဓိပ္ပာယ်လေးကိုနားလည်အောင်ပြောတာပါဒါနဆိုတာသူများကိုကူညီတာသီလဆိုတာသူများကိုမနှောင့်မယှက်ပဲဘာလုပ်တာလဲစောင့်ရှောက်တာနိခမဆိုတာတော်ထွက်တာနိခမဆိုတာကိုယ်စိတ်အပူမခံနိခမဆိုတာကိုယ်စိတ်အပူမခံတာနိခမတော်ထွက်တာနဲ့ပတ်သက်ပြီးတော့တယောက်တည်းလေးတော်ထွက်တော်မူတယ်အများနဲ့လည်းတော်ထွက်တော်မူတယ်တော်တယ်လည်းထွက်တော်မူတယ်အိမ်မှာလေးပဲထွက်တော်မူတယ်ဒါဆိုရင်တော်ထွက်တာနဲ့ပတ်သက်ပြီးတော့သိပါတော်ထွက်တော်မူတဲ့ပါရမီရှင်ပုဂ္ဂိုလ်များရဲ့ပါရမီဓာတ်ကအများနဲ့နေအနည်းနဲ့နေကိုယ်စိတ်ကဘယ်အာယုံကိုမှမေတ္တာဆွဲတာဆိုတဲ့အညီမခံတာဝတ္ထုအာယုံကာမဂုဏ်လို့ခေါ်တဲ့အာယုံဒေါကလည်းထွက်တယ်ကိရိတာအာယုံလို့ခေါ်တဲ့ကိရိတာလို့ခေါ်တဲ့ကာမဒေါကလည်းထွက်တာအာယုံကိုလည်းအညီမခံမှုကိရိတာကလည်းလွတ်အောင်ကြိုးစားတာပါလေတောထွက်တာအရေးကြီးတယ်နော်အာယုံတွေကနေလွတ်အောင်လည်းပဲတောထွက်တာကိရိတာကလွတ်အောင်လည်းပဲတောထွက်တာဒီနှစ်ခုကြတော့ရှင်းနေမှရှင်းမှာပါခင်စရာမင်းစရာအိုးသဘောကျစရာနှစ်သက်စရာအာယုံတွေရှိတယ်သာသမီညီကိုမောင်နှမဆွေမျိုးသားချင်းချစ်ခင်နှစ်သက်တဲ့သူတွေရှိတယ်သဘောကျစရာအာယုံတွေရှိတယ်အဲ့ဒီအာယုံကိုစိတ်ကသဘောကျနေရင်တောထွက်တာမဟုတ်တော့ဘူးအာယုံဒေါကလည်းထွက်ရတယ်ကိရိတာဒေါကလည်းထွက်ရတယ်ဟိုနည်းနည်းတော့တရားအထုတ်တာလေးနားလည်အောင်ပြောချင်လို့တော့ခုပြောတာသဘောပေါက်လားမသိဘူးအာယုံဒေါကလည်းထွက်ရတယ်ကိရိတာဒေါကလည်းထွက်ရတယ်အာယုံဒေါကထွက်တယ်ဆိုတာသူတို့ကြည်နေရင်ကိုယ်အလုံးမဖြစ်တော့သူတို့ကြည်နေရင်ကိုယ်အလုံးမဖြစ်တော့ဘူးဆိုသူတို့ကိုဘာလုပ်မလဲကြည့်ကိုမကြည့်တော့ကိုယ်အလုံးဖြစ်ဖို့ပဲအရေးကြီးတာသူတို့အတန်ကြားနေရင်ကိုယ်အလုံးကမဖြစ်တော့ဘူးအဲ့ဒါဆိုရင်သူတို့အတန်မကြားဘူးအရေးကြီးတာသူတို့မကြည့်ခြင်းအာယုံရှောင်သွားတယ်သူတို့အတန်မကြားခြင်းအာယုံရှောင်သွားတယ်အာယုံကိုရှောင်ခွာပြီးတော့တောထွက်တာတစ်မျိုးရှင်းလားခုပြောတာရှင်းလားမသိအာယုံကိုရှောင်ခွာပြီးတော့တောထွက်တာကတစ်မျိုးတခါတလေနော်တရားထိုင်လို့ကောင်းသူတို့ကိုမမြင်ရင်လို့ကိုမျက်စိမိတ်ထားတယ်မျက်စိဖွင့်ပြီးသူတို့မြင်ရတာရဲ့စိတ်ထဲမှာသူတို့ပြန်ပေါ်တာရဲ့ဘယ်ဟာကပိုထင်ရှားတော့မျက်စိမိတ်ထားတာပိုထင်ရှားတယ်အမလီတချို့ဆိုကြည်ပြီးသားရုပ်ရှင်ကြိုက်တဲ့ရုပ်ရှင်ပြန်ကြည့်နေတာမျက်စိမိတ်ပြီးတော့အမလီတဏှာကြီးတော့ကတော့အသာလေးမျက်စိနဲ့မြင်တဲ့အာယုန်တွေကိုလည်းဘာလုပ်လဲရှောင်တယ်စိတ်နဲ့မြင်တဲ့အာယုန်တွေကိုလည်းရှောင်တယ်အာယုန်ကရှောင်ခွာရင်အဲ့ဒါဘာလဲတောထွက်တာပဲအာယုန်ကရှောင်ခွာပြီးတောထွက်တာကတစ်မျိုးကိလေသာကရှောင်ခွာပြီးတော့တောထွက်တာကိလေသာကရှောင်ခွာတယ်ဆိုတာဒီအာယုန်တွေ့တယ်စောစောကဒီအာယုန်ကိုတွေ့တော့ကလောဘဖြစ်တယ်ကိုယ့်ကိုမသိနားမလဲတတိလွတ်သွားလို့ဉာဏ်မရှိလို့ဒီအာယုံကိုတွေးတဲ့အခိုက်မှာကိလေသာလောဘဖြစ်သွားတယ်ဆိုရင်နောက်တစ်ခါပြန်ကြည့်တယ်ဘာမှဖြစ်အောင်လဲလောဘမဖြစ်အောင်ရှင်းလားခုပြောတာရှင်းလားအဲ့ဒါဒုတိယတောထွက်တဲ့နည်းဒီအာယုံကိုတွေးတယ်လောဘဖြစ်တယ်ဟေးငါကိလေသာကမလွတ်သေးပါလားငါကိလေသာထောင်ကြောင့်မိသွားပါလားဖြစ်သေးပါဘူးဒီအာယုံပြန်ကြည့်မယ်ပထမကြည့်တော့ကလောဘလွတ်သွားတယ်တတိညာရှိမရှိတော့နောက်တစ်ခါတတိညာရှိနဲ့ကြည့်လိုက်တဲ့ခါကျတော့ဘာဖြစ်လဲဒီအာယုံကိုပဲကြည့်နေတဲ့လောဘဖြစ်သေးလားမဖြစ်တော့ဘူးရှင်းလားခုပြောတာရှင်းလားအဲ့ဒါဘာကနေခါတွက်တာလဲကိလေသာကနေခါတွက်တာလောဘကိလေသာကနေတောထွက်တယ်ခေါ်တယ်တခါလေသူ့တွေ့တယ်လေတခါလေသူ့တွေ့တယ်စိတ်ဆိုးတယ်ရက်ကလေးဆိုတွေ့လိုက်တာ ਨੇစိတ်ဆိုးတယ်လောက်တောင်ရှိတာဟာမျက်လုံးကြီးပြူပြီးတော့ဘာတော့လို့သိချာကြည့်လိုက်အဲ့ဒါရွဲ့ပြောတာ
တတိညာလေးထဲပြီးတော့သူ့ကိုသေချာကြည့်လိုက်တော့မှဟဲစိုးစိုးကဒိုင်အာယုံကိုမြင်နေဒေါသဖြစ်တယ်အခုဒီအာယုံကိုမြင်နေဒေါသမဖြစ်တော့ဘူးအာယုံကတောထွက်အာယုံကနေခွာပြီးတော့တောထွက်တာလားကိလေသာကခွာပြီးတောထွက်တာလားရှင်းလားအဲ့ဒါဘာဟုတ်ပါဘူးသူနဲ့ကိုယ်နဲ့တငယ်ချင်းမှာသူလည်းဆရာဝန်ကိုလည်းဆရာဝန်သူလည်းအင်ဂျင်နီယာပဲကိုလည်းအင်ဂျင်နီယာပဲသူလည်းသားသမီးနဲ့ကိုလည်းသားသမီးနဲ့သူလည်းရှိကိုလည်းရှိတာပဲတန်းတူသူတွေ့တိုင်းမာနာချင်းဘာဖြစ်လဲပြိုင်နေဟုတ်နော်သူတွေ့တိုင်းမာနာချင်းပြိုင်နေသတိဉာဏ်မရှိတော့မာနာတွေပြိုင်မိတာဟဲသူအကြောင်းစဉ်းစားလည်းပဲမာနာချင်းပြိုင်နေတာသူမသိဘူးကိုကပြိုင်နေတာ तू ကအဲ့လိုကောင်းနေပြီညာကြီးကိုကအဲ့မပြောဘူးသူအကြောင်းစဉ်းစားတိုင်းမာနပေါ်ရကနေနောက်သူအကြောင်းစဉ်းစားတိုင်းမာနမဖြစ်တော့ရင်အဲ့ဒါဘာလို့တာလဲကိလေသာကနေတိုးထွက်တာပဲအဲ့ဒါကောလောကလေးသဘောပေါက်ရင်တရားအထုတ်တတ်ပြီအာယုံဒေါကလည်းရှောင်ခွာပြီးတိုးထွက်တာတစ်မျိုးကိလေသာဒေါကလည်းရှောင်ခွာပြီးတိုးထွက်တာတစ်မျိုးဘယ်ဟာလွယ်လဲပြောဘယ်ဟာကြိုက်တယ်မမေးပါဘူးသူတို့ကတိုးထွက်နေကြတယ်ဘယ်ဟာလွယ်လဲအာယုံတော်ကနေရှောင်ထွက်တာလွယ်တယ်သူမမြင်ရင်ဟိုဘက်လှည့်လိုက်ရုံပဲဟုတ်တယ်မဟုတ်လားဒါမဲ့လို့ဒီဘက်မျက်စိနဲ့မမြင်မင်းနဲ့နောက်စိနဲ့မြင်နေတယ်နောက်စိပါတယ်မဟုတ်လားမျက်စိနဲ့မြင်တဲ့အာယုံထက်စိတ်နဲ့မြင်တဲ့အာယုံကပိုးတော့ထင်ရှားသေးတယ်တကယ်ပြောရင်တော့အာယုံတွေရှောင်ရတာစောစောပဲတယောက်လက်မှတ်လေးထိုးပေးပါအောင်ဆိုလို့စာလေးရေးပေးလိုက်သူနဲ့အဆင်မပြေလို့တော့စိတ်မညစ်နဲ့သူနဲ့အဆင်မပြေလို့တော့စိတ်မညစ်သူတွေအများကြီးရှိသေးတယ်ဟောမှန်တယ်ဖရားတယ်အမေခုပြောတဲ့သဘောပေါက်လားသူနဲ့အဆင်မပြေလို့တော့စိတ်မညစ်နဲ့သူတွေအများကြီးရှိသေးတယ်သူနဲ့အဆင်ပြေလို့လဲဝမ်းတာမနေနဲ့ထပ်ရေးခြင်းလားသူတွေအများကြီးရှိသေးတယ်သဘောပေါက်လားခုပြောတာသဘောပေါက်လားသူဆိုတဲ့အာယုံကိုသဘောကျမနေနဲ့သဘောကျစရာအာယုံတွေတပုံကြီးရှိသေးတယ်သူဆိုတဲ့အာယုံကိုစိတ်ဆိုးမနေနဲ့စိတ်ဆိုးစရာအာယုံတွေအများကြီးရှိသေးတယ်ဟေးဒီအာယုံကိုကြောက်ပြီးတော့ရှောင်မယ်ဆိုပြီးဟိုဘက်အာယုံလှည့်ကြည့်ဟိုဘက်မှာလည်းအဲ့လိုဟာမျိုးပဲမလီဒီလူနဲ့ကိုမတွေ့ကြလို့လှည့်လိုက်မှဟိုလူလဲဒီလိုပဲလေသူမကြည့်ခြင်းလို့လှည့်လိုက်ရင်ဟိုဘက်မှာလည်းသူပဲသူနားမထောင်ခြင်းလို့လှည့်လိုက်ရင်ဟိုဘက်မှာလည်းကြားနေရတာပဲတကယ်ပြောရင်အာယုံကလွတ်အောင်ဘလို့ရှောင်မလဲအာယုံကလွတ်အောင်ဘလို့ရှောင်မလဲအခုမိမိတို့ကအာယုံကလွတ်အောင်ရှောင်နေတာမဟုတ်ဘူးကိုမကြိုက်တဲ့အာယုံကနေလွတ်အောင်ရှောင်ပြီးကြိုက်တဲ့အာယုံကိုဖန်ဆင်းနေတာအဲ့ဒါကြီးကိုသမထအားထုတ်တယ်လို့ခေါ်နေတာဒါတွေကအခုတခါနားထောင်လို့လည်းမပြီးဘူးနော်ထက်ကပြန်နားထောင်ပြန်နားထောင်ကို experience နဲ့ကိုအတွေ့အကြုံလေးနဲ့ကိုဖြစ်ပုံလေးနဲ့ပြန်တိုက်ကြည့်ရမှာဒီသဘောတွေနားလည်တော့မှဟေးတရားအထုတ်တယ်ဆိုတာထိုင်ငုတ်တော့မဟုတ်ပါလားလို့သဘောပေါက်လာတယ်အိမ်ကလူနဲ့ပြဿနာဖြစ်လို့ရိတ်တာသွားနေရိတ်တာကအချင်းချင်းပိုးတော်ဆိုးသေးဟုတ်တယ်မဟုတ်လားရိတ်တာနှခါနာတယ်ဘာလို့နှခါနာတော့ဆိုတော့အိမ်မှာကိုအိတ်နေကြစားနေကြလည်းမဟုတ်ဘူးသူတို့စီကြတော့အဆင်မပြေတာတမျိုးဟုတ်တယ်မဟုတ်လားအိမ်ကလူနဲ့ပြဿနာဖြစ်ရင်ကိုကအော်နေကြရိတ်တာကြတော့ကိုနဲ့ပြဿနာလာလို့ရင်မအော်ရဲဘူးကိုကလူသေးသေချာညာနဲ့ပြန်စဉ်းစားပါအာယုံကလွတ်အောင်တိုးထွက်တဲ့နေရာသမထလို့ခေါ်တယ်ဒီအာယုံတွေကလွတ်အောင်ဖျားအာယုံပြုနေတယ်တရားအာယုံပြုနေတယ်တန်ခါအာယုံပြုနေတယ်လူပဲပြီးတာတွေအာယုံပြုနေတယ်ကိုယ်သီလတွေအာယုံပြုနေတယ်အိုးလက်တွေကိုအာယုံပြုနေတယ်ဒီအာယုံကနေလွတ်အောင်တို့ပထဝီကတိုင်းကြီးအာယုံပြုနေတယ်တေဇောကတိုင်းကြီးအာယုံပြုနေတယ်ဝါယောကတိုင်းကြီးအာဘောကတိုင်းကြီးအဲ့လိုအာယုံတစ်ခု image တစ်ခုကနေတစ်ခုကိုပြောင်းနေတာ object တစ်ခုကနေတစ်ခုကိုပြောင်းနေတာဒီ object မကောင်းဘူးဆိုရင်ကောင်းတဲ့ထင်တဲ့ဟာကိုပြောင်းနေတာကိုခေါ်တယ်အမှန်ကတော့ဒါတွေကလူတွေလုံနေကြပါပဲဒီအာယုံမကြိုက်လို့ကြိုက်စရာအာယုံကိုပြောင်းတာဒါလုံနေကြပြီ
အဲ့ဒီအာယုံမကြိုက်လို့ပြောင်းတာကိုတရားအထုတ်တယ်လို့ထင်နေကြရင်မဟုတ်သေးဘူးဝိပဿနာတော့ခုပြောတာရှင်းလားမသိတကယ်ဝိပဿနာအထုတ်တဲ့ပုဂ္ဂိုလ်ဟာအာယုံပြောင်းရမှာလားအာယုံပြောင်းပြီးတော့တောထွက်ရမှာလားကိရိတာကတောထွက်ရကိရိတာတောကထွက်ရမှာကိရိတာတောကနေအသိဉာဏ်ရှိတဲ့တောသွားလောဘဒေါကနေပြီးတော့လောဘမရှိတဲ့တောသွားရမယ်ဒေါသတောကနေပြီးတော့ဒေါသမရှိတဲ့တောကိုသွားရမယ်မောဟရှိတဲ့တောကနေမောဟမရှိတဲ့တောကိုသွားရမယ်မာနရှိတဲ့တောကနေမာနမရှိတဲ့တောကိုသွားရမယ်အဲ့ဒါတရားအထုတ်တာပထမဦးဆုံးနေ့ကလေးကပြောခဲ့ပါတယ်ဗုဒ္ဓဘုရားရှင်ကိုတော်မြတ်ကြီးသည်ဓမ္မံတရားတော်မြတ်ကိုဒေတိတိဟောတော်မူ၏ရာဂတဗဟာနာယဒေါသတဗဟာနာယမောဟတဗဟာနာယရာဂပယ်ဖို့ဒေါသပယ်ဖို့မောဟပယ်ဖို့အာယုံပယ်ဖို့လို့တခုမှမပါပါဘူးမကောင်းတဲ့အာယုံကိုပယ်ပြီးတော့ကောင်းတဲ့ထင်တဲ့အာယုံကိုစွဲအောင်လုပ်ဖို့မပါပါဘူးနိဗ္ဗာန်ရောက်ကြောင်းနှာခေါင်းမှာတိုးတာတုတ်တာသည်ကိလေသာလားအာယုံလားဘာတွေလဲဝမ်းပိုက်မှာပိန်တာဖောင်းတာသည်ကိလေသာလားအာယုံလားအာယုံရင်ဘက်မှာလှုပ်တာခုန်တာသည်ကိလေသာလားအာယုံလားငယ်တိုင်းမှာလှုပ်ဖြစ်တာသည်ကိလေသာလားအာယုံလားအာယုံလေးကြီးပဲနှာခေါင်းမှာတိုးတာလေးမှတ်တဲ့သူဟာတိုးတာလေးတွေ့ရင်မကြိုက်ဘူးလားကြိုက်လားကြိုက်တယ်တိုးတာလေးမတွေ့ရင်ကြိုက်လားမကြိုက်ဘူးတိုးတာမတွေ့လို့မကြိုက်တော့တာဒီအာယုံလားစိတ်လားစိတ်မှဖြစ်သွားတဲ့ကိလေသာတိုးတာလေးတွေ့လို့ကြိုက်နေတာဒီအာယုံလားမဟုတ်ဘူးဘယ်မှာဖြစ်တဲ့ကိလေသာစိတ်မှဖြစ်တဲ့ကိလေသာအဲ့ဒါကောင်းတာတရားအထုတ်ရင်နဲ့ဟေးဒီတိုးတာလေးကိုတော့ကြိုက်တဲ့သူတွေကကြိုက်နေတယ်မကြိုက်တဲ့သူကတိုးတာမရှိရင်မကြိုက်ဘူးတိုးတာရှိရင်ကြိုက်နေတယ်ပိန်တာဖောင်းတာလေးတွေးနေရရင်ကျေနပ်နေတယ်မတွေးရရင်မကျေနပ်ဘူးလို့ဒီထဲမှာလည်းလဲနေတာတရားအထုတ်ရင်နဲ့ကိရိတာတော်တဲ့ပြန်လဲတာတွေတပုံကြီးကျေးဇူးတော်ရှင်ဆရာသမားများခိုင်းတဲ့သဘောကိုနားမလဲတော့ဒါကိုပဲမရရအောင်ဒါကိုပဲမရရအောင်လုပ်တယ်ရတယ်အာယုန်တွေရနေတယ်ကျေနပ်နေတဲ့ကိရိတာတွေမရရအောင်လုပ်တယ်မရဘူးအာယုန်တွေကိုကိုကြိုက်တယ်လို့မရဘူးမကျေမနပ်ဖြစ်နေတဲ့ဒေါသတွေနဲ့အဲ့ဒါကိရိတာတွေပဲဘယ်ကမ္မထာအာယုန်ကမှန်တာလဲဆိုအကုန်မှန်တယ်အာယုံကအကုန်မှန်တယ်ဒါပေမဲ့ကိလေသာနဲ့ပြန်ပြီးတော့ပြည်တန်တိုင်းလိုက်စမ်းမှာကိလေသာမဖြစ်ရင်တရားအထုတ်တာမှန်တယ်ကိလေသာဖြစ်ရင်တရားအထုတ်တာမမှန်ဘူးအဲ့ဒါသမထအထုတ်တယ်ဆိုတာအာယုံတစ်ခုပြောင်းပြီးအာယုံကောင်းတဲ့ထင်တဲ့ဟာကိုစွဲထားတာဝိပဿနာအထုတ်တာကအာယုံပြောင်းเสียမလို့ဘူးဘယ်အာယုံနဲ့ကြုံဒီမဲ့သူနဲ့အဆင်မပြေလို့စိတ်ညစ်သလားဟမ်ညစ်ပါဘူးသူတွေကအများကြီးရှိသေးတယ်လေမဟုတ်လို့တွေရှောက်မတွေးနဲ့ဘယ်အာယုံကိုမတွေးလို့စိတ်မညစ်နဲ့နှာခေါင်းဆရာကရှုခိုင်းတယ်ရှုမရစိတ်မညစ်နဲ့ပြောပဲတို့ကတော့ပြောပြတယ်တို့ဘာမှမခိုင်းဘူးနော်ဘာမှမရှုခိုင်းဘူးနော်ဟုတ်ပါဘူးဗျာနည်းနည်းတော့ပြောပါဆိုနှာခေါင်းမှလည်းရတယ်ရင်ဘတ်မှလည်းရတယ်ဗိုက်မှလည်းရတယ်ငရိတ်မှလည်းရတယ်ဘာဖြစ်မှတ်တာမှဟာအဲ့ဒါမတွေးရင်ဘယ်နဲ့မတွေးလည်းပဲပြောနေတွေးလည်းပဲပြောနေစိတ်ချမ်းချမ်းသာသာနေတွေးတာမတွေးတာကိုယ်အလုံးမဟုတ်ဘူးသတိဉာဏ်ရှိရင်တွေးမယ်သတိဉာဏ်မရှိရင်မတွေးဘူးအဲ့ဒါကိုမတွေးလို့စိတ်ညစ်နေတာတော့ကိလေသာဖြစ်တာမရှိဘူးတွေးလို့ပျော်နေတာတော့ကိလေသာရှိတာမရှိဘူးကိလေသာတော့ကမထွက်ဘူးခေါ်တယ်ဘုရားရှင်ကိုရောမြတ်ကြီးဘဝပါရမီဖြည့်ခဲ့တယ်နိခမပါရမီနိခမပါရမီအနာဘိဇ္ဇာဟာနိခမလောဘမရှိဘူးအပြပါဒဟာနိခမဒေါသမရှိဘူးတမ္မာဒိဋ္ဌိကနိခမပဲမိစ္ဆာဒိဋ္ဌိမရှိဘူးမောဟမရှိဘူးယတိနှစ်ပါးကြားမှုပါတယ်ခဏခဏထပ်ပြောရတော့လေယတိနှစ်ပါးတောထွက်တာဒီဘက်ကတိုင်းနိုင်ငံကရှင်မင်းတစ်ပါးရဲ့ဟိုဘက်ကတိုင်းနိုင်ငံကရှင်မင်းတစ်ပါးရဲ့ညီကိုလိုရင်းနှီးလွန်းလို့လေတရားနဲ့မွေးလျော်တရားနဲ့ပျော်ခြင်းလို့တိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့အလုပ်ကိုစွန့်သူများပြီးခဲ့ဒီဘက်ကလည်းထွက်တယ်ဟိုဘက်ကလည်းထွက်တယ်သက်ချင်းကမတိမ်မရင်တစ်ပါးကအကြီးတစ်ပါးကအငယ်တောင်ထိပ်ဒီဘက်တောင်ထိပ်သတင်းသုံးနေကြတာအကြောင်းကြီးငယ်ချင်းမီးလေးဖို့မီးပြကြတာပေါ့ဆုံးကကြွရင်အဲ့ဒီတောင်ထိန်နှလုံးကကြွလာပြီးတော့ဆုံးပြီးတော့ရွာထဲကိုဆုံးကကြွတိုးတဲ့တောင်ထဲကနေရွာထဲကိုဆုံးကကြွပြီးတော့တနေ့မှဆုံးဖုံးပြီးတေးလေးရှိတော့ဟာလေးမြန်မာပြည်လို့ဆိုရင်တော့ချင်းပြည်နယ်ကချင်ပြည်နယ်တွေကိုအောက်ပြည်အောက်ရွာစားတွေပို့ရတယ်ဘာလို့တော့ဆိုရင်
ဟိုစားမရှိတဲ့အရက်တွေကစားတတ်မရှိဘူးတောင်ထိပ်တွေကြတော့ညီကြီးကပင်လေရင်နဲ့နီးမှစားတတ်ရှိတယ်တောင်ထိပ်ရောက်ရင်စားတတ်မရှိတော့စားတတ်မရှိတဲ့အခါစားတတ်မရှိရင်လေပင်ကြီးတဲ့ယောဂတွေဘာတွေဖြစ်တတ်တယ်တခြားယောဂတွေလည်းဖြစ်တတ်တယ်ခန္ဓာကိုယ်ဖောရောက်လာတာတွေဘာတွေဖြစ်တတ်တယ်အဲ့ဒါယသိတွေကဘာပြောဆုံးဖုံးပေးတဲ့အခါမှာသေတိတူဖို့အတိအနံဘာညာစားတာစားလေးတွေပါသိတဲ့တရားဓမ္မတွေကတော့စားလေးထဲလောင်းလိုက်တော့အဆင်ပြေတာပေါ့အတိအနံတွေအစိမ့်တွေပါလေဆိုလဲစားလေးနဲ့တို့စားကောင်းတာပေါ့အဲ့ဒါယသိနှစ်ပါးဆုံးဖုံးပေးကြတာသမင်းတွေရောအတိအနံတွေရောဘာတွေရောရတာတွေဆုံးဖုံးပေးကြတော့စားပါတဲ့နေ့ရှိတယ်စားမပါတဲ့နေ့ရှိအိုးစားပါတော့လည်းပဲနည်းနည်းတပွင့်နဲ့ပွင့်မို့တစ်ခါလေးအများကြီးထည့်ပေးတယ်ခုလိုကြွကြွအိမ်မရှိဘူးလေတစ်ဖက်ကလေးနဲ့ထုတ်ဒုတ်ကလေးနဲ့ထိုးပေးလိုက်တာအဲ့ဒီကစားလေးနည်းနည်းထည့်ဖြန်းပြီးတော့စားလိုက်ဖြူပြီးတော့စားလိုက်ဒီလိုပဲစားနေတနေ့ကျတော့နှစ်ပါးဆုံးဖုံးပေးရင်လည်းအငယ်ရပြောတယ်ဟာအရှင်ဖျက်တဲ့စားပါလားမပါဘူးတရားကျင့်နေတဲ့သူတွေလှူတာစားရမယ်ဟာမပါတော့မစားဘူးပေါ့အငယ်ရလည်းတတိတော့လည်းခဏစားမရဘူးဗျာတဲ့စားပါမှကောင်းမှနေမမဖြစ်သေးပါဘူးဆိုပြီးတော့ခဏမတ်တက်ရက်လိုက်ပြီးတော့ဟိုတဲခေါမိုးကတန်းမှာထိုးထားတဲ့စားတုပ်ကလေးရှိတရွက်ကလေးနဲ့ခောက်ပြီးတော့လေဒုတ်ကလေးထိုးထားတယ်တရွက်ကလေးတောင်နည်းနည်းနွမ်းနေပါပြီဖက်ရွက်ကလေးအဲ့ဒါလေးအောက်ချပြီးတော့နှစ်ပါးကြားမှာစားပန်းတုပ်လေးဖြန့်ပြီးတော့သူလည်းထည့်ပြီးတော့အရှင်ဘုရားထည့်ပြရတယ်ဟိုကမေးတယ်အရှင်ဘုရားဒါကလေးလှူလိုက်တဲ့စားတာမဟုတ်ဘူးအရင်နေ့ကစားလေးလူရမေရသိမ့်ထားတာမလုပ်ထားဘူးလူရမေရသိမ့်ထားတာဩငါရှင်တိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့တန်ဖိုးကြီးပါနဲ့ဆိုတော့တိုင်းပြည်ကြီးတစ်ခုလုံးတော့စွန့်ငယ်ပြီးမှစားထုတ်ကလေးကိုမစွန့်နိုင်ဘူးတဲ့လူရမရသိမ့်ထားတာရှက်စရာကောင်းလိုက်တာဘာစားမှအရှင်မြတ်ကမထည့်ဘဲနဲ့အဲ့ဒါနဲ့ဇံပင်ကြီးတကူနဲ့ထပြန်သွားတယ်အငယ်ကိုဆူပြီးဆုံးမသွားတာဟုတ်လားတိုးတဲ့တရားသွားအထုတ်တာစားလေးလို့တော့လူရမရလေးဘာလို့ထားသိမ့်ထားတာခုဒီလူတွေကလူရမရပစ္စည်းလေးတွေဘာလေးတွေသိမ့်တာအရှင်ကလောက်တာခင်မွန်းယောက်ျားဇနီးမယားသားသမီးညီကိုမောင်နှမဆွေမျိုးသားချင်းတက်ရှိတွေကိုလည်းလိုရမရပါလို့တာသိမ့်ထားလေငါနေမကောင်းလို့အိယာလည်းလဲလို့ရှိရင်အနားလာပြီးတော့မျက်နှာလေးတော့ပြမှာပဲဆိုတဲ့စားနဲ့ဖက်ကလေးနဲ့ထုတ်ထားတဲ့စားရှိတာသားတွေသမီးတွေပါလေရှိလားအဲ့ဘာတို့လဲစားတို့ဖွင့်ကြည့်အောင်စားအရေးပြောနေပြီဩကြည်စမ်းတိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့ရှင်မင်းဝမ်းနဲ့တိုင်းပြည်စည်းစိမ်ကိုမက်တာရဲ့စားကိုမက်တာရဲ့ဘယ်ဟာကတော်သေးဘယ်ဟာမှမတော်ဘူးဟုတ်တယ်မလားအာယုံဒေါကထွက်မဲ့ဟေဆိုရှောင်ပြီးတော့ဒီအာယုံကရှောင်ပြီးဟိုအာယုံတစ်ခုကိုမက်နေတာဘာလို့လို့ဆိုကိလေသာဒေါကမထွက်နိုင်လို့လာမေးကြတယ်အရှင်ဖေဘာတရားမှတ်ရမလဲလာမေးနေတာစားတော့ဘယ်တရားမှန်ပါလဲစားတုပ်ကလေးတချို့ကလာသေးတယ်တပည့်တော်10နှစ်ရှိပြီဖေ12နှစ်ရှိပြီဖေ13နှစ်ရှိပြီသာသနာ့ဘောင်စရောက်တဝါနဝါကလေးအဲ့လိုလူတွေနဲ့တွေ့ရတပည့်တော်က12နှစ်ရှိပြီဖေ13နှစ်ရှိပြီဖေအားထုတ်တာ14နှစ်ရှိပြီဖေဦးဇင်းတို့တော့အခုမှတဝါရှိသေးတယ်တရားစခန်းတစ်ချိန်ပဲဝင်ဘူးတဲ့တခါရက်ဘယ်နှချိန်ရှိပြီတော့အချိန်30ဟာဒီကမှရက်ဘယ်နှချိန်နဲ့အချိန်20ဟာဘယ်လောက်တော့တရားကအဆင့်မြင့်နေပြီတော့ဘယ်လိုတွေများအားထုတ်နေဆိုရှင်ဗျာတဲ့တပည့်တော်ကြိုက်တဲ့အချိန်ကြည့်နှာခေါင်းဆိုနှာခေါင်းမြင်တယ်တိုးတာလည်းမြင်တယ်လှုပ်တာလည်းမြင်တယ်အိုးခန္ဓာကိုယ်ကြီးမောမောရွာတွေမြင်နေတာအခုကြည့်ရမလားအခုမြင်နေတဲ့စားတော့ဟုတ်လားအဲ့ဒါကိုတရားထင်နေတာအဲ့ဒီအာယုံကိုတရားထင်နေတာအံ့လွန်လွန်းလို့အချိန်မရွေးထုတ်ချပြီးတော့စားတော့ဖြီးပြီးတော့စားလို့ရပါတယ်ဆိုတဲ့စိတ်နဲ့ကြိုက်တဲ့အချိန်မရွေးကိုကြည့်လို့ရပါတယ်ဆိုတဲ့စိတ်နဲ့ဘာထုတော့ရှင်းလန်းခုပြောတာယုံနာဓမ္မသင်္ခါရတွေဆိုတာကိုကြည့်ချင်တိုင်းကြည့်လို့ရမရမယ်ဆိုရင်နိဗ္ဗာန်သာတန်းကြည့်လိုက်တော့ဟုတ်လားတပည့်တော်သတိညာအမြဲရှိလို့ကြည့်နေနိုင်ပါတယ်လို့ပြောရအောင်အခုယုံနာဟာနောက်ယုံနာမဟုတ်တော့အခုယုံနာဟာနောက်ယုံနာမဟုတ်တော့ဒါတွေနားရှုပ်မှမို့လို့မပြောတော့ပါဘူးနေခမပါရမီနဲ့ပြောရင်ဟေးအာယုံတော်ကလည်းရှောင်ထွက်ရတယ်ကိလေသာတော်ကလည်းရှောင်ထွက်ရတယ်အာယုံတော်ကဘာလို့ရှောင်ထွက်ရတာလဲကိလေသာမဖြစ်အောင်လို့ရှင်းလားကိလေသာကနေဘာလို့ရှောင်ထွက်ရလဲကိလေသာဒေါကဘာလို့ရှောင်ထွက်ရတာလဲဆိုရင်ကိလေသာမဖြစ်အောင်လို့လောဘဒေါသမောဟ
မဖြစ်အောင်လို့အာယုံကရှောင်လဲပဲလောဘဒေါသမောဟမဖြစ်အောင်ကိလေသာကရှောင်လဲပဲလောဘဒေါသမောဟမဖြစ်အောင်အခုမိမိတို့အာယုံတော်ကရှောင်တာဟာလောဘဒေါသမောဟမဖြစ်အောင်ရှောင်နေတာလားအာယုံအသစ်တွေ့အောင်လားသိချင်စဉ်းစားသမထလုပ်တဲ့သူကအာယုံအသစ်တွေ့အောင်လုပ်နေတာဟောင်းတစ်ကိုရှင်းပြောပါလေရှင်ပြပဲလိုက်ပို့အောင်တကဘာလုံးလျှောက်ပတ်နေဟိုမျိုးရောက်နေဘာလိုက်ပို့မယ်ဒီမျိုးရောက်နေဘာလိုက်ပို့မယ်ပြောလိုက်တယ်ငါမမြင်ဘူးတာတခါမှမရှိဘူးအကုန်မြင်ဘူးတယ်လို့ငါမမြင်ဘူးတာဟာနိဗ္ဗာန်ပဲရှိတယ်လို့ဟုတ်လားမမြင်ဘူးတာဗာလေနိဗ္ဗာန်ပဲအမှန်ကတော့အဟောင်းပြစ်ပြီးအသက်ရှာတာမဟုတ်ဘူးအဟောင်းကိုပြစ်ပြီးအဟောင်းကိုအသက်ထင်တာလိုက်ရှာနေတာမမြင်ဘူးတာတခုမှမရှိဘူးဒီအာယုံကိုရှောင်ခြင်းလို့ဟိုအာယုံကိုကြည့်ဒီအာယုံကိုရှောင်ခြင်းလို့ဟိုအာယုံကိုရှာဒီအာယုံကိုရှောင်ခြင်းလို့ဟိုအာယုံနဲ့တွေ့ပြောနေတာဟာဝိပဿနာတရားမဟုတ်ဘူးတကူနိုင်ဟုတ်လားခွက်ကိုစဉ်းစားပါနဲ့ဘုရားတော့ဒီလိုရှိတယ်လေပထမစအားထုတ်တဲ့အခါကလေးကနှာခေါင်းဆိုရင်လည်းနှာခေါင်းတော့မှတ်ရသေးတာပေါ့ရင်ဘတ်ဆိုရင်လည်းရင်ဘတ်ဒုတ်ဒုတ်ဒုတ်နဲ့ခုံနေတာလေးတော့ဘာလို့ရမှာလဲမှတ်ရသေးတာပေါ့ဝမ်းမိုက်ကပိန်နာဖောင်းတာလေးလေမှတ်ရသေးတာပဲငယ်တွေကလှုပ်တာလေးလေမှတ်ရသေးတာပဲအိုးတရားထိုင်တာကြားလို့နားနေတာလဲဘာလို့ရသေးတာလဲမှတ်ရသေးတာပဲအဲ့ဒါလို့မှတ်ရင်နဲ့မှဒီမှတ်ပြီးဒီစွဲနေတာကိုကိုမှန်းသိပြီးတော့ဘာလုပ်လိုက်ရမှာလဲလွတ်လိုက်ရမှာရှင်းလားခုပြောတာငါဒါကြီးကိုရအောင်လုပ်ပြီးစွဲနေပါလားငါမှားနေပါပေါ်လားလို့အဲ့ဒီမှသိလာမှာဒီအာယုံကိုငါမက်နေတာဟိကိရိတာကမလွတ်ဘူးတခြားအာယုံတွေကတော့လွတ်တယ်ကိရိတာအာကတော့မလွတ်ဘူးကိရိတာကမလွတ်တော့ညံမဖြစ်သေးဘူးလေရှင်းလားပထမတော့ကိုဟာကိုတော့နှာခေါင်းဖြစ်ဖြစ်ရင်ဘတ်ဖြစ်ဖြစ်ငယ်လေးဖြစ်ဖြစ်ဝမ်းပိုက်ဖြစ်ဖြစ်နာတာကျင်တာကြိုက်တာခဲတာဖြစ်ဖြစ်မမှတ်ရဘူးလားမှတ်ရမှာမှတ်ရင်ကနေတော့ဓာကြီးမှတ်ပြီးစွဲသွားရင်မှန်သိပြီးတော့ဘာလုပ်ရမှာလွတ်ပြလိုက်ရမှာစွဲသွားမှမှန်သိပြီးလွတ်ရမှာလားမစွဲခင်ကလေးမှန်သိပြီးလွတ်ရမှာလားစွဲပြီးမှမှန်သိပြီးလွတ်ရမှာလားမစွဲခင်ကလေးမှန်သိပြီးလွတ်ရမှာလားဟမ်စွဲပြီးမှလွတ်လို့ရမလားဆိုဘယ်သူမှလွတ်မရဘူးစွဲသွားမှာတော့ဟုတ်လားဒါကြီးကိုတရားထင်ထားတဲ့သူတွေဘလို့မှခေါ်လို့မချွတ်တော့ဘူးရရဆက်ဆက်ကိုပြောလိုက်တာဟဲနှာခေါင်းကိုတရားထင်နေနိဗ္ဗာန်မပေါ်ဘူးနှာခေါင်းပဲမြင်နေမှာနှာခေါင်းနဲ့ပတ်သက်တာပဲမြင်နေမှာရင်ဘက်ကဖြစ်နေတာကိုတရားထင်နေရင်ဟေ့နိဗ္ဗာန်မပေါ်ဘူးဝမ်းဘက်ကဖြစ်နေတာကိုတရားထင်နေနိဗ္ဗာန်မပေါ်ဘူးငယ်တွေကတရားထင်နေတာကိုငယ်တွေကဖြစ်နေတာကိုတရားထင်နေနိဗ္ဗာန်မပေါ်ဘူးနောက်ဆုံးကုံပြောလိုက်မယ်တမျက်နှာတရွာထင်ပြီးတော့သူ့မျက်နှာသာတရားထင်နေရင်နိဗ္ဗာန်မပေါ်ဘူးဒါကြောင့်မို့ကြောက်စရာကောင်းတာသာဒုတ်ကလေးကိုအာယုံရောက်နေရင်ဟဲလောကကြီးမှာပူစရာမလိုပါဘူးစားမပါတဲ့အချိန်ဗာလေးဖြီစားမှာသာဒုတ်ကလေးဖြီစားမှာငါမှသာဒုတ်ကလေးအစင်းလင်းရှိတယ်ဆိုတာတော့ကြောက်စရာကောင်းတာမရှိဘူးနော်ခုတို့ပြောတော့နားလည်ကြလားမသိပါဘူးသာဒုတ်ပြောမှနားလည်တာပါသာဒုတ်ပြောမှနားလည်တာပြန်ဘာမှပူစရာမလို credit card ရှိတယ်မဟုတ်လား credit card နဲ့သာဒုတ်နဲ့ဘယ်ဟာပူကောင်းတူပဲဆိုသာဒုတ်နဲ့လဲမလေးဩတရားကိုရစေချင်တာပါသိစေချင်တာပါသိချဉာဏ်နဲ့စဉ်းစားပါအာယုံတော်ကထွက်ရင်လည်းနိခမပါကိလေသာတော်ကထွက်ရင်လည်းနိခမပါပဲကိလေသာတော်ကထွက်တဲ့ပုဂ္ဂိုလ်ဟာအာယုံတော်ကအတိအကျထွက်เสียမလို့တော့ဘယ်အာယုံနဲ့ဆုံကိလေသာကိုမဖြစ်တော့ဘယ်အာယုံနဲ့ဆုံကိလေသာကိုမဖြစ်လောဘဒေါသမောဟကြောင့်ဒါနကုသိုလ်လုပ်တဲ့အခါမှာပါတော့ဘူးလူတာလောဘကြောင့်လူတာမပါဘူးဒေါသကြောင့်ဆောင်းကြီးအောင်ကြီးနဲ့လူတာမပါဘူးမောဟကြောင့်မသိလို့လူတာမပါဘူးနိခမပါရမီဓာတ်လေးကြည်သမ်းမှာကိရိတာတော်ကလွတ်ချင်တဲ့စိတ်ကလေးနဲ့လူပြီတဲ့အဲ့ဒါနိဗ္ဗာန်ရောက်တယ်ကိရိတာတော်ကလွတ်ချင်လို့လူတဲ့အလူသည်ဘုန်းကြီးကြိုက်တာချက်ပြီးကတ်မှလားကိုကြိုက်တာချက်ကတ်မှလားကဲဆုံးကတ်လို့ရှိရင်လေဘုန်းကြီးကြိုက်တာချက်ကတ်မှလားကိုကြိုက်တာချက်ကတ်မှလား
ဘုန်းကြီးပါချိန်မှကမေးသမ်းမောင်ကစုံစမ်းထားမယ်တဲ့အဲ့ဒီလိုစုံစမ်းမှကြောက်လုံးလို့ဟင်းခွက်တွေကိုတစုံစီလိုက်ခတ်တာညီမကြီးမှာကြားဘူးလားမသိဘူးချင်းမောင်ဟင်းလေးတောက်ကောင်းလို့သုံးလေးစုံတောက်ပါတယ်နောက်နေ့ချင်းမောင်ဟင်းကြီးပဲပါဇက်တဲ့အချင်းတက်လို့ချင်းမောင်ဟင်းလေး3 4 5စုံခတ်မိပါတယ်နောက်နေ့ချင်းမောင်ဟင်းကြီးပဲ4 ခွက်5 ခွက်လာတယ်မလီငပိရင်နဲ့တို့စရာလေးအဆင်ပြေလို့လေအငန်တန်လေးလို့ငပိရင်လေးများများစားမိပါတယ်ငပိရင်4 ခွက်လာတယ်တစ်ခွက်ကပါလိုက်သေးတဲ့ငံပြာရည်ကျက်တကိုင်းလူတဲ့ပုဂ္ဂိုလ်ဘက်ကလည်းနိခမပါရမီဓာတ်ခံရှိတော့အဆင်ပြေတာလေးလူသွားတာဖုံးပေးတဲ့ပုဂ္ဂိုလ်တွေဘက်ကလည်းနိခမပါရမီဓာတ်လေးရှိတော့အဆင်ပြေတာလေးဖုံးသွားတာလူရင်းနဲ့လေနိခမဖုံးပေးရင်းနဲ့လေအဲ့ဒီအလူလောက်ဘလောက်အရသာရှိလိုက်တော့ကြည်သားလူတဲ့သူကလည်းနိခမဓာတ်နဲ့လူတဲ့အလူခံတဲ့ပုဂ္ဂိုလ်ကလည်းနိခမဓာတ်နဲ့လူတာကိုအလူခံတယ်ဒီအလူခံနဲ့အလူဘေးပုဂ္ဂိုလ်ကြားထဲမှာဘာပြဿနာမှမရှိဘူးတဲ့အခုတော့ဟုတ်ပါဘူးလူတဲ့သူကလည်းကိုရှိတာအကောင်းဆိုပြီးတော့လူတယ်အလူခံတဲ့ပုဂ္ဂိုလ်ကနင်းဟာကောင်းတော့ကောင်းတယ်ဟိုဟာလေးလိုသေးတယ်ဟောဟေးတယ်ခိုင်းသဘောပေါက်လားနိခမပါရမီဓာတ်ပါရမီမရှိဘဲနဲ့လူတဲ့ပုဂ္ဂိုလ်များတော့ပြဿနာရှုပ်တတ်တယ်ဟုတ်တယ်မလားပါရမီမရှိဘဲနဲ့လူတဲ့ပုဂ္ဂိုလ်ပြဿနာရှုပ်တတ်မှတော့ပြဿနာရှုပ်မဲ့တူမလူဘဲနေတာကဟောဘယ်ကမလူဘဲနေတာကောင်းမှာတော့ဩပါရမီရှိပြီးတော့လူအောင်ကြိုးစားမယ်အဲ့လိုလုပ်မှာပေါ့ပဲမလူဘဲနေတာမှကောင်းနေတယ်တဲ့တော်တဲ့လူတွေဟိုးဝါကျိုးနဲ့တယ်နော်မလူဘဲနေတာကောင်းသေးတယ်အမလေးဟုတ်တော့ဟုတ်ပါတယ်ခဏဟိုတခါပြောဘူးတယ်ပထမတစ်ခါတော့ပြောဘူးတယ်နဲ့တူပါတယ်ညီမတယောက်နေကိုကသခိုင်းပြန်သွားအဲ့တော့ဒီက6ဝါရှိသေးတယ်ပြန်သွားညီမအကြီးရဲ့အလတ်ရဲ့အငယ်ရဲ့3ယောက်ရှိတာအဲ့တော့အငယ်တုန်းကတက္ကသိုလ်ငယ်ကတက္ကသိုလ်ကျောင်းသူအလတ်ကတော့အိမ်အောင်ကြကာသသမီးအကြီးကတော့လုပ်ငန်းကိုင်ငန်းဆောင်ရွက်အိမ်မှာဝိုင်းလုံနေကြတော့သမီးအလတ်ကိုအမေကဆွမ်းတော်တင်ခိုင်းအာယုံစွန်းနေဆိုတစ်ခါတင်ခိုင်းတာပေါ့ဒီလိုဆွမ်းတော်တွေပါတင်လားဆွမ်းတော်ကတ်တယ်နော်တနေ့ဘယ်နှခါကတ်တော်ပြီတစ်ခါပဲအာယုံတစ်ခါနေစွန်းတစ်ခါကတ်တာအဲ့ဒါဘောကိုလည်းရောက်နေတော့အမေလှုပ်တဲ့လို့ဟဲ့သမီးအာယုံစွန်းကတ်ပဲဟောတော့အမေမေ့သွားတာဒီနေ့ကျမှကတ်တယ်ပေါ့အမေဆိုတော့ကိုကဆုံးဖုံးပြီးသွားပြီကဲဘုရားဆုံးတော့မကတ်မိဘူးညီမလှုပ်တဲ့လို့အမေလှုပ်တဲ့ဆိုတွတ်နဲ့ပြောနေတာနောက်နေ့မနေ့အာယုံကတ်တော့ကိုပြောတော့အဲ့တော့အာယုံကတ်ပါလေနောက်နေ့မနေ့ကျအမေတဲ့ပြီးသားအာယုံပြောမနေပါနဲ့တော့အမေတဲ့သမီးခဏကတ်ပါလေအမေပြောတာပဲအာယုံဆုံးမကတ်လို့သူတို့ကုသိုလ်ရအောင်အဲ့ဒါအလက်မကမေးတယ်လေနေဆုံးမစားခင်လေးနေအဲ့ဒါစကားထိုင်ပြောနေ9 နာရီလောက်စကားထိုင်ပြောနေတော့ရှိသေးတယ်အဲ့ဒီအလက်မညီမကအမေကိုမေးတယ်အမေတဲ့သမီးတို့ဖခင်ကဘယ်နှဆူရှိတုံးဟဲ့ဂေါရမဗုဒ္ဓဖခင်တဆူတဲ့ပေါ်ဟဲ့ဘာဖြစ်လို့အမေတကယ်တဆူတဲ့လားတဆူတဲ့အမေတဆူတဲ့ဆိုရင်တဲ့သမီးကိုမဆူပါနဲ့တော့တဲ့အာယုံဆုံးမကတ်လို့ဟဲ့ဘာဖြစ်လို့အမေကလည်းတဆူတဲ့ပဲတဲ့သမီးတို့အိမ်ကမကတ်တခြားအိမ်သွားဖုံးနေမယ်ဟုတ်လားအခုလည်းပဲအဲ့လိုပဲပါရမီမဖြစ်မဲ့ဒူတော့လူးမနေပါဘူးဆိုတပည့်တော်တို့မလူရင်တခြားလူတွေအမေကိုဆုံးကမှကိုကုသိုလ်ရတာကိုလူမကိုကုသိုလ်ရတာကိုပါရမီဓာတ်ခံရှိမှပါရမီဖြစ်တာနိခမပါရမီများနိခမပါရမီရှိတဲ့သူများလူကြီးအဲ့ဒီလူဘလောက်အေးချမ်းနိုင်မလို့နိခမပါရမီရှိတဲ့သူတွေများအလူခံကြည့်ဘလောက်အေးချမ်းနိုင်မလို့အလူရေးကြည့်တယ်နော်အဲ့ဒီသူတော်ကောင်းဓာတ်ခံပါရမီအကြောင်းမသိရင်လေလူတွေခဏမေးနေတဲ့ပြဿနာရှိတယ်အရှင်ပြန်လူရင်းနဲ့အကုသို့မပါအောင်ဘယ်နဲ့လုံးဝမတော့မေးတယ်တပည့်တော်မလူပဲနေတာကမှကိုယ့်အိမ်ကိုအဆင်ပြေသေးတယ်လူရင်လေအကုသို့ကတော့ဘယ်နဲ့ပါတာပဲလို့နိခမပါရမီဓာတ်နဲ့လူစမ်းပါတဲ့လူလေးအေးချမ်းနေလေပဲနိခမပါရမီဓာတ်နဲ့သီလစောင့်စမ်းပါသီလရှိလေနိခမဓာတ်နဲ့အေးချမ်းနေဘယ်သူအတွက်သီလစောင့်တာတော့ပထမပြောတော့ကသူများကိုစောင့်ရှောက်ဖို့သူများကိုကူညီဖို့သူများကိုစောင့်ရှောက်ဖို့သူများကိုကူညီဖို့တကယ်ပဲပါရမီဓာတ်ခံနိခမပါရမီဓာတ်ခံနဲ့သီလစောင့်လာတဲ့အခါကျတော့ဘသူဘာလို့ကိုမတုံလို့တော့ဘာနဲ့ကြုံမတုံလို့သူများကိုတတ်ဖို့နေနေတာကိုသာအသက်ခံတယ်
သူများပစ္စည်းကိုခိုးမဲ့အစားတော့ကိုယ့်ပစ္စည်းသာပေးလိုက်ခြင်းလေအဲ့ဒီသူတော်ကောင်းတတ်တွေနဲ့သီလနဲ့မလွန်ကျူးတော့ဘူးအေးချမ်းလိုက်တာပြောမနေတော့သီလပါရမီဖြစ်သွားတာကိုသီလနဲ့ပတ်သက်ပြီးဘလောက်အေးချမ်းသွားလဲဆိုတော့အသက်အသေးခံရသွားပြီသီလမလွန်ကျူးတော့ဘူးစီဝအပြက်ခံရသွားပြီသီလမလွန်ကျူးတော့ဘူးဟေးရှာမမျက်ပေါက်ရင်ပေါက်ပါစေဘဟုတ်တန်းတရားတော့ပြောဆိုပြီးတော့မစားတော့ဘူးအဲ့ဒီသူတော်ကောင်းတတ္တိတွေဝင်သွားတယ်သဘောပေါက်လားမသိဘူးသီလတော့သီလပဲရိုးရိုးသီလနဲ့ပါရမီသီလနဲ့မကွာဘူးလားကွာပါရမီအခုနိခမပါရမီသီလဆိုဘယ်လောက်ကွာသွားလဲကြည်လားဘာမှပါတော့ဖြစ်ခြင်းလေဆိုတဲ့ကိလေသာကနေလွတ်နေပြီဘာလုတ်ခြင်းလေဆိုတဲ့ကိလေသာကနေလွတ်နေပြီသီလဘာလို့စောင့်ရတာလဲလောဘကင်းဖို့စောင့်တာဒေါသကင်းဖို့စောင့်တာမောဟကင်းဖို့စောင့်တာကိလေသာကလွတ်ကင်းပြီးတော့ပါရမီနိခမပါရမီဖြည့်ခြင်းလို့ကိုစောင့်နေတာအဲ့ဒီပုဂ္ဂိုလ်အတွက်စောင့်ထိန်တဲ့သီလဟာကွယ်ဘလောက်အရသာရှိနိုင်မလဲတွေ့ကြည့်ဒါနပါရမီသီလပါရမီနိခမပါရမီပညာပါရမီဝိရိယပါရမီ10ပါးနိခမပါရမီဘလောက်သူတော်ကောင်းတက်ကြီးဆံလိုက်နိခမပါရမီနဲ့လူတယ်နိခမပါရမီနဲ့သီလစောင့်တယ်နိခမပါရမီနဲ့ဘာဝနာအားထုတ်တယ်ကြည်သားငကိုကလေးနိခမပါရမီဓာတ်ခံရှိတဲ့ပုဂ္ဂိုလ်များဗျက်ကနေဆိုတရားရတာပေါ့ငကိုကလေးကလောဘကခွာရှောင်နေတဲ့ပုဂ္ဂိုလ်ဟာလောဘကင်းအောင်လုပ်ဗျက်ဆိုပြီးတယ်တခါတလေကြတော့လေဒီနိုင်ငံတော့မပြောတတ်ပါဘူးသားတွေသမီးတွေဆိုးတဲ့သူတွေရှိတာဒီနိုင်ငံမှာမိဘနဲ့မတည့်တဲ့လူတွေပါလေဒီမှာတော့အမွေပြက်တွေပါလေတော့ကြောညာမှာဟုတ်ပါဘူးနော်ကြောညာလားကြောညာပေါ့ကြောညာလားဟုတ်လားအဲ့လိုတွေလည်းရှိတာမဲလားဒီ18 19 20ကျောင်းမှကိုကြောညာသေးတာလားဗမာပြည်ပဲပြောကြစို့ကွယ်ကိုသားကတော်တော်ဆိုးတယ်ပြောမရဆိုးမရနဲ့တော်တော်ကိုတောင်းကြတယ်အိမ်မှာအတူနေတဲ့သားကိုမောင်းချရတာရဲ့မောင်းချပြီးအမွေပြတ်လောက်ရတာရဲ့တနေ့တစ်ချိန်တနေ့နှစ်သုံးနှစ်သွားနေတဲ့သားကိုအမွေပြတ်လောက်ရတာရဲ့ဘယ်ဟာလွယ်လဲအိမ်မှာကိုနဲ့အတူနေတဲ့သူကိုအမွေပြတ်မောင်းချရတာရဲ့ကိုနဲ့ဝေးနေတဲ့သူကိုအမွေပြတ်လောက်ရတာရဲ့ဘယ်ဟာလွယ်လဲဒါကြောင့်မို့ကိလေသာကိုအပြီးအမွေပြတ်ကျင်ညာခြင်းနဲ့ဆိုရင်အစိုးကြီးကလေးကဘယ်လိုနေရမှာလဲခက်ဝေးဝေးနေနိခမပါရမီဆိုတာအဲ့ဒါပဲခက်ဝေးဝေးနေတာဟုတ်လားနိခမပါရမီဆိုတာကိလေသာကိုခက်ဝေးဝေးနေတာနိခမပါရမီပဲစားလည်းပဲကိလေသာခက်ဝေးဝေးဝတ်လည်းပဲကိလေသာခက်ဝေးဝေးနေလည်းပဲကိလေသာခက်ဝေးဝေးဘယ်အလုပ်လုပ်ကိလေသာခက်ဝေးဝေးနေတဲ့နိခမပါရမီဖြည့်တဲ့ပုဂ္ဂိုလ်ဟာဘာဝနာအလုပ်အားထုတ်ရောလက်တစ်ဖြစ်အတွင်းလေးမဲ့နေဖို့ရတယ်ဆိုတာအဲ့ဒါဒီလူတွေကကိလေသာနဲ့ခက်ဝေးဝေးနေတာလားတအိမ်နဲ့နေတာလားတအိမ်နဲ့ဒုက္ကုဏရတဲ့အိမ်နဲ့လေတော့တအိမ်နဲ့မဟုတ်တချောင်းနဲ့တချောင်းနဲ့နေတဲ့သူကိလေသာသွားမလုံးနဲ့အောင်တော့တရားအထုတ်ရတယ်ဆိုတော့ဘလောက်အရသာရှိတယ်ဟုတ်တယ်မဟုတ်လားရိတ်တာတွန်းပြီးတော့ကိလေသာပယ်ခြင်းနေပါဆိုရင်အစိုးကြီးကလေးကကိလေသာဘာလို့အောင်မလဲခက်ဝေးဝေးနေဒါနဲ့မခဏခဏပြောခဲ့ပါလေဦးဇင်းတို့ဟိုတနေ့ကလည်းပြောခဲ့သာသနာ့ဘောင်မရောက်ခင်ကလေးကဦးဇင်းတို့ကနိခမပါရမီဓာတ်ဆိုတာကိုနားမလည်သေးပေမဲ့လောဘကိုကြောက်လွန်းလို့ခါဝေးဝေးနေတယ်ဒေါသကိုကြောက်လွန်းလို့ခါဝေးဝေးနေတယ်မောဟဆိုတော့နားမလည်တော့ခါဝေးဝေးနေတယ်မပြောနိုင်ဘူးဒါမှန်တိုင်းပြောတာလုပ်ငန်းကိုင်ငန်းနေတာလုပ်နေတယ်လောဘကြီးဆိုတာဘလို့မှရှိတယ်မထင်နိုင်လုပ်ငန်းတစ်ခုများဆောင်ရွက်နေတာလက်သမား900ပယံ900ရှိတယ်တပည့်အဲ့တုန်းကကိုယ့်အသက်က23လောက်ရှိသေးတာပြောထားတယ်မင်းတို့မခိုးကြပါနဲ့လိုချင်လာယူဘီလာမြေတအိတ်လိုချင်တယ်တအိတ်အောက်ဆိုရင်တော့ပေးတယ်လိုချင်တယ်မြတ်တပြည်လိုနှစ်ပြည်လိုတအိတ်လိုပေးတယ်အသားဘယ်နှချောင်းလိုချင်လဲပေးတယ်တန်ဘယ်နှချောင်းလိုချင်လဲပေးတယ်များရင်တော့ကိုယ်လည်းမတတ်နိုင်ဘူးသူများလိုရင်ကိုညီတယ်ကိုအဲ့ဒီထဲကအတုတစ်ချောင်းတော့မခိုးဘူးကိုယ့်ကိုပြောရဲတယ်အစိုးကြီးကလေးကလောဘကိုကြောက်လွန်းလို့ယွန်းလွန်းလို့ခက်ခွက်ခွာနေတာဒေါသကိုကြောက်လွန်းလို့ယွန်းလွန်းလို့ဘလောက်ထိများကြောက်ရွံ့တယ်လဲဆိုရင်ဘသူနဲ့စကားများရမှာဖြစ်ကြောက်တယ်ဘသူနဲ့မတည့်ရမှာဖြစ်ကြောက်တယ်ဘသူဖြစ်အောက်ချုပ်ပြီးလိုက်ပေါင်းတာပဲကြောက်လွန်းတော့အဲ့ဒီလောဘဒေါသကိုခက်ဝေးဝေးနေခဲ့အရွယ်ငယ်ငယ်နဲ့လုပ်ငန်းကြီးတွေဥဆောင်ကန်ထရိုက်တွေရောအစိုးရလက်ကစားတွေရောလက်သမားပညာတွေအများကြီးပဲအဆောက်အဦဆောက်တာရောလမ်းခင်းတာရောအများကြီးပေါ်တပြည်တပန်းတခါမှမာနမကြီးခဲ့ဘူး
ကြောက်လုံးလို့အဲ့ဒီအစိုးကြီးကလေးကကိရိတာတွေကိုခတ်ဝေးနေလာတာအခုစာနဲ့ပင်နဲ့ရှင်ကြည့်တော့အဲ့ဒါနိခမတ္တပဲတန်တနာပေါင်းရောက်ဖို့ရအတွက်ဦးဇင်းတို့မိသားစုကဦးဇင်းတို့5-6နှစ်တုန်းကတအားချမ်းသာ1 to 10နဲ့ဝင်ပါတယ်စကိုင်းမှာ9နှစ်10နှစ်လောက်ကစပြီးတော့ပြန်မွဲသွားတယ်တော်ကိုမွဲသွားတယ်တအားကိုဆင်းရဲသွားတယ်16 19 18 19 20တိမွဲ21လောက်မှကိုက20 21မှာအင်ဂျင်နီယာစဖြစ်လို့လစာလေးနဲ့လုပ်ငန်းကိုင်ကအဆင်ပြေလာလို့21 22 23 24ကန်ထိုက်လုပ်ငန်းတွေ5-6ခုရှိအဆောက်အဦတွေဆောက်တာအဓိကတော့3ခုပေါ့မိဘကိုလှုပ်ကြွေးနေတာအမေရဲ့အဖေရဲ့ညီကိုမောင်နှမကကိုပါထက်တွင်10ယောက်အကုန်လုံးလှုပ်ကြွေးနေတာကိုကအကြီးဆုံးတာသနာပေါင်းမှာအပိယဟံဝတ်ဖို့ဟာတော်ရုံစိတ်နဲ့မဆုံးဖြတ်နိုင်ကျေးဇူးတော်ရှင်ဓမ္မတုဒ္ဒဆရာတော်ဘုရားကြီးနဲ့တွေ့ပြီးတော့ဆုံးဖြတ်ချက်ချပြီးတော့အလုပ်တွေပါလေအကုန်ထွက်ကန်ထိုက်လုပ်ငန်းတွေတော့ပတ်စံရှင်းစရာမလိုဘူးတဲ့သူတို့ယူချင်းယူမယူချင်းနဲ့ဘာမှရှင်းစရာမလိုတော့တော်ပြီအဲ့ဒါနဲ့သာသနာပေါင်းရောက်လာတာကိုယ့်ဟာကိုယ်ပြောရဲတယ်စာနဲ့ပင်နဲ့ပြောရင်အစိုးကြီးကလေးကနိခမတ္တပါလေရှိခဲ့ပြီလားလူပြောရင်တောထွက်လာတာပေါ့စာပြောရင်တောထွက်လာတာပေါ့အာယုံတော်ကလည်းရှောင်လာခြင်းလို့ရှောင်လာတယ်ကိရိတာတော်ကလည်းရှောင်လာခြင်းလို့ရှောင်လာတယ်အဓိကကိရိတာတော်ကရှောင်နေတာအာယုံမျိုးစုံအာယုံတော်ကရှောင်ခဲ့တာ12နှစ်သား13နှစ်သားကလေးကဒီလောက်ကလုတ်ခဲ့ပြီးတာအသက်24 25 24ကြာမှတန်တနာပေါင်ရောက်တာခုပြောခံရတယ်ဥစိတ်ကိနာကတရားတွေလိုက်ခေါ်တာတစ်နှစ်3 4 5ဝဲအာစာတွေကချတစ်ချက်မှမအားရဘူးဘယ်ချိန်များဒီကိုတော့တရားထိုင်လည်းမသိဘူးလေအမလေးသူ့အရွယ်ကတိုးထွက်ဖို့ကောင်းတာလေလူတော်ကထွက်လာပြီးတော့ဘယ်တော့သွားရအောင်မှာတော့ပြောသမ်းမအောင်ကိုင်းတိုးထွက်တယ်ဆိုတာမိုးရှာဖို့များအောင်မနေနဲ့တော့ခုနသဘောပေါက်လားခုပြောတာသဘောပေါက်လားကိုเจ้าကိုအတီဆုံးပါသူများအကြောင်းကိုမသိဘူးကိုเจ้าကိုအတီဆုံးကိုเจ้าကိုအာမခံရည်နိခမတ္တလေးတွေရှိလို့တွက်ကြည့်နော်အခုကြောင်းကြီးကန်ကြီးစွန့်တပီတပန်းစွန့်ပြီးတော့တိုးထွက်ဖို့ဟာကိုအမေဖေကိုစွန့်ပြီးတော့တိုးထွက်ဖို့ဟာဘယ်ဟာခက်တဲ့အောင်မေးလဲအမေလောက်ချစ်တာလောကမှာမရှိဘူးအဖေလောက်ချစ်တာလောကမှာမရှိဘူးမိသားစုတာဝန်လောက်ကြီးတာလောကမှာမရှိဘူးအဲ့ဒါကြီးတော့ခွာရှောင်ပြီးတော့ထွက်လာနိုင်ပါလေရဲ့ကနေဒီเจ้าကနေထပ်ထွက်ဖို့ကဘာခဲရင်တော့ဒါပေမဲ့လို့ကိုနိဂမတ္တကိုအတိဆုံးတိုးတဲ့သွားဘာလို့မှတော့လို့မေးတာအခုကိုเจ้าကနေကိုထွက်လာတယ်ဒါဘာလို့တာလဲတိုးထွက်တာပဲကိုเจ้าလမ်းစိတ်ကူတာဟဲ့ကိုတော်တွေကဘာဖြစ်နေတော့ဟဲ့ဆွမ်းရောအဆင်ပြေလားဘာရောအဆင်ပြေလားဘာလဲတခါမေးရောက်လျာအရက်ကကိုနေခဲ့တဲ့နေရာပြန်မေးရထုံးတာမရှိဘူးဩတခုတော့ပြောအောင်မေးဦးဇင်းတို့ကဓမ္မကတိကမဟုတ်ဘဲနဲ့ဓမ္မကတိကဖြစ်နေဓမ္မဂရိကဝါဒနာမပါဒါမဲ့တရားဟောတဲ့သူဖြစ်နေတာတရားဟောတဲ့သူဆိုတာကိုယ့်နေရာကိုမသေးရဘူးရောက်ရသေးရတာရောက်ရပြန်တော်မူရတာဟုတ်လားအဲ့ဒါသိတတ်တဲ့ပုဂ္ဂိုလ်ဟာဘာဆွဲစရာလိုသေးတော့ဟိုမဟာတော်ထွက်ဟိုတော်ကြီးဆိုင်မှာပြီးတာဗာနဲ့ကိလေသာထွက်ဖို့အရေးကြီးတာကိလေသာတော့ကထွက်တဲ့ပါရမီရှိတဲ့ပုဂ္ဂိုလ်များလှူတဲ့ဒါနကုသိုလ်ရှင်းနေတာစောင့်တဲ့သီလကုသိုလ်ရှင်းပြီးတော့မြတ်နေတာလေဘာဝနာလောက်အားထုတ်တာဆိုတာချက်ချင်းဆိုသလိုတရားရတယ်လက်တစ်ဖြစ်တွင်းမှာ၄ဘက်၄ဖို့ရအောင်လုပ်လို့ရတယ်၄ဘက်၄ဖို့ရအောင်လုပ်လို့ရတယ်ဆိုတဲ့စိတ်ဓာတ်မျိုးပေါ်လာတယ်ဟောဝေယဝဆလုပ်တယ်နိခမပါရမီရှိတဲ့ပုဂ္ဂိုလ်ဟာဘဒုမျက်နာကိုကြည့်ပြီးတော့ဝေယဝဆလုပ်တာတုံးဆိုတာရှိကိုမရှိတော့ဒီเจ้าရောက်ရင်ဒီဆရာတော်မျက်နာဒီเจ้าရောက်ရင်ဒီเจ้าတက္ကမမျက်နာဒီเจ้าရောက်ရင်ဒီလူမျက်နာအလူရှင်မျက်နာကြည့်ပြီးတော့လုပ်တဲ့ဝေယဝဆမျိုးဟာအောက်တန်းကြတယ်နိခမပါရရှိတဲ့ပါရမီရှိတဲ့ပုဂ္ဂိုလ်ကဘဒုမျက်နာမှာမကြည့်ဘဲနဲ့ဝေယဝဆလုပ်နိုင်တယ်အဲ့လိုပဲလူကြီးသူမယိုသေးတာလည်းပဲဘာမျက်နာဘာမျောကိုချက်မှမရှိတော့ဘဲနဲ့အယိုသေးပေးနိုင်တဲ့အပ္ပစာယနာနိခမပါရမီနဲ့တရားဟောတဲ့ပုဂ္ဂိုလ်များလေဘာမှမဲ့တာမရှိတော့ဘူးတရားနာတဲ့ခါမှာလေလောဘဒေါသမောဟနေဖို့လောဘဒေါသမောဟကထွက်အောင်လို့တိုးထွက်အောင်လို့သာတရားနာနေတဲ့ပုဂ္ဂိုလ်တွေစိတ်ကိုရှင်းနေတာ
အခုတရားနာနေတာလောဘဒေါသမောဟထွက်အောင်ဟုတ်ကဲ့လားကိရိတာတော်ထွက်အောင်ဟုတ်ကဲ့လားဘာမှတ်ချင်လို့ဆိုတာမဟုတ်ဘူးလားဒီဘုန်းကြီးကဘလို့ခေါ်လိုက်ရင်ဘာမှတ်လို့ပြောရင်ငါကတော့မှတ်လိုက်မှာပဲဘာရှုလို့ပြောလိုက်ရင်ငါကတော့ရှုလိုက်မှာပဲဆိုတဲ့စိတ်တွေခဏဖယ်ထားစမ်းပါအရေးကြီးတာတရားနာတဲ့အထက်မှာလောဘဒေါသမောဟကင်းဖို့ကိုယ်နဲ့ဘာကြိုက်တယ်လေဒါလေးကိုအသိဉာဏ်ရှိရှိလေးနဲ့ယူပေါ့လေတရားဟောတာလေနိခမပါရမီနဲ့ဟောတယ်ဒီဓက္ခတရားနာတာလေနိခမပါရမီဓက္ခနဲ့နာတယ်အဲ့ဒီမှာနေစိတ်ရှင်းပြီးနေတဲ့အတွက်တရားဟောရင်လည်းအသိဉာဏ်တွေတိုးရင်းနဲ့ဟောနေတယ်တရားနာရင်လည်းအသိဉာဏ်တွေတိုးလာတယ်အဲ့ဒါတရားအထုတ်တာပဲတရားအထုတ်တာဆိုတာအသိဉာဏ်တိုးဖို့တရားအထုတ်တယ်ဆိုတာသူတော်ကောင်းတက်တွေတိုးဖို့တရားဟောတာတရားနာတာလေတရားအထုတ်တာပဲစားဒီတိုင်းဆိုတယ်အမြဝေတယ်တာဓုခေါ်တယ်ကိုရထားတဲ့ကုသိုလ်တွေကိုအများကိုပေးခြင်းလို့တဲ့မေတ္တာသောတော်ကပြောခဲ့ပြီးမေတ္တာလည်းနိခမပဲမေတ္တာကရုဏာမုဒိတာဥပေက္ခလည်းနိခမသူများအများဝေတာတာဓုခေါ်တယ်နိခမတတ်နေပဲအများဝေတယ်တာဓုခေါ်တယ်ဒိဋ္ဌိစုကံမှာစိတ်ကလေးဘာဖြစ်လဲဖြောင်းနေတယ်ဘာဖြောင်းတာလဲဘေးအကြောင်းကြောင့်မှဘသူမျက်နာကြောင့်မှအကုသိုလ်အဖြစ်မခံတော့ဘူးတဲ့ဘသူမျက်နာကြောင့်မှနိဗ္ဗာန်နဲ့လမ်းမလွဲနိုင်တော့ဘူးနိခမပါရမီဆိုတာရရဆက်ဆက်ပြောလိုက်ရရင်နိခမပါရမီဓာတ်ရှိတဲ့ပုဂ္ဂိုလ်ဟာဘသူမျက်နာမှမကြည့်ဘူးဖော်လံဖားတဲ့မျက်နာစိတ်မျိုးနဲ့လည်းမျက်နာကိုမကြည့်ဘူးကြောက်တဲ့မျက်နာမျိုးနဲ့ဘယ်သူမှမကြည့်ဘူးတဲ့ဘသူမျက်နာမှမကြည့်ဘဲနဲ့နေနိုင်တဲ့ဓာတ်ဟာနိခမဓာတ်ဘာလို့ကိလေသာကြောင်လုပ်နေတာကိုလောဘကြောင့်သူများမျက်နာကြည့်ရတယ်ဒေါသကြောင့်သူများမျက်နာကြည့်ရတယ်မောဟကြောင့်သူများမျက်နာကြည့်ရတယ်ကိုယ်တဏ္ဍမှာလောဘဒေါသမောဟအဖြစ်မခံမင်းနဲ့နေတဲ့နိခမဓာတ်ဟာဘသူမျက်နာမှာကြည့်ပြီးလှုပ်เสียမလို့ဘူးပြောရတယ်တရားဟောတာဘသူမျက်နာကြည့်ရမှာတော့ဟုတ်တယ်မလားဝေယဝဆလုပ်တာဘသူမျက်နာကြည့်ရမှာတော့လှူတာဘသူမျက်နှာကြည့်ရမှာတော့ဒိဋ္ဌိစုကံမှာနိဗ္ဗာန်မျက်နှာပဲကြည့်တယ်ကျန်တဲ့မျက်နှာမကြည့်ဘူးရှင်းလားဒါကြောင့်မို့တောင်းတောင်းပန်ပန်တိုက်တိုက်တုံတုံပြောခဲ့ပါမယ်နိခမပါရမီဓာတ်မွေးစမ်းမှာလှူတဲ့နေရာမှာဘသူမျက်နှာမှာမကြည့်နဲ့ဘာမျက်နှာကြည့်မှာနိဗ္ဗာန်မျက်နှာပဲကြည့်ကုသိုလ်10မျိုးလုံးလှုပ်တိုင်းလှုပ်တိုင်းဘသူမျက်နှာပဲကြည့်မှာလေနိဗ္ဗာန်မျက်နှာပဲကြည့်အဲ့ဒါတရားအထုတ်တာပါပဲတဲ့လောဘဆိုးမှန်းလဲသိပါတယ်ဒေါသဆိုးမှန်းလဲသိပါတယ်မောဟတွေဆိုးမှန်းလေသိပါတယ်တဲ့ဒီလောက်ဆိုးတဲ့လောဘဒေါသမောဟဒီကိလေသာ7ပါးကိလေသာ1500ကလွတ်လို့တဲ့စိတ်ဓာတ်ကိုအဲ့ဒါနိခမဓာတ်လို့ခေါ်ပါတယ်အဲ့ဒီစိတ်ဓာတ်နဲ့များကုသိုလ်ကောင်းမှုပြုသွားရင်လောဘလူရင်းနဲ့လည်းပဲလောဘဒေါသမောဟကင်းသွားတယ်သီလဆောင်ရင်းနဲ့လည်းလောဘဒေါသမောဟကင်းသွားတယ်ကုသိုလ်10မျိုးပြုရင်းနဲ့လည်းလောဘဒေါသမောဟကင်းသွားတယ်ဘသူမျက်နာမှာဘေးကဘသူမျက်နာမှာမကြည့်ဘဲနဲ့နိဗ္ဗာန်မျက်နာကိုကြည်ရင်းနဲ့ပြုသမျှကုသိုလ်တွေကကောင်းကျိုးချမ်းသာကိုစံစားခံစားပြီးတော့နိဗ္ဗာန်ကိုဧကံမုတ်ချရောက်ပါတယ်လို့သဘောပေါက်နားလည်ပြီးနိခမတတ်နေနဲ့ကြင်ကြံကြိုးကိုအားထုတ်နိုင်သဖြင့်နိဗ္ဗာန်ကိုရရောက်နိုင်တဲ့သူတော်ကောင်းတွေဖြစ်ကြပါစေကုန်သတည်း